ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA က2026ကမ္ဘာဖလားကိုတင်းကျပ်တဲ့စီကံ9ခုနဲ့ကျင်းပသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကြိုးစားပါ3 minute United ကနေကြိုးစိုးပါတယ်ဆိုတော့တင်းကျပ်တဲ့စီကံ9ခုကဘာတွေလဲဆိုလို့ရှိရင်တော့အရန်ကောင်းပါတယ်နော်ဘာလဲဆိုလို့ရှိရင်တချို့နိုင်နေတဲ့ချိန်မှာညံရင်ညင်နဲ့များတဲ့အတင်းတွေရှုံးတဲ့ချိန်မှာမကျင်နဲ့လို့ဖြစ်တတ်တဲ့အကျင့်ဆိုးတွေကိုဒါရိုက်ချိုးထားသလိုတင်းကျပ်ထားတဲ့စီကံ9ခုပါဆိုတော့ကျွန်တော်ပြောပါမယ်နံပါတ်1တစ်ခုကဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုနော်ဒိုင်လူကြီးရဲ့ decision ကိုမကျင်နဲ့လို့ complain တက်ချင်တယ်ဆိုလို့ရှိရင်တော့ဒါအတင်းရဲ့ခေါင်းဆောင် captain တယောက်ထားတူးဒီးတာဒိုင်လူကြီးကို complain တက်ခွင့်ရှိပါတယ်ကစားသမားတွေအုံပြီးတော့မှဒါအရင်ကလိုအုံပြီးတော့မှ complain တက်ပိုင်ခွင့်မရှိဘူးလို့ဒါ FIFA ချမှတ်ထားပါတယ်တကယ်လို့အုံပြီးတော့မှဒါဒန်လူကြီးစီမှာအုံလာလို့ရှိရင်အဲ့လိုမျိုးအုံမှတ်ကုန်လိမ့်တက်လို့ရှိရင်အုံလာတဲ့လူအကုန်လုံးကိုအဝကတ်နဲ့ဒါအရေးယူခံရမယ်လို့တင်းကျပ်စွာချမှတ်ထားပါတယ်ဒါရန်ကောင်းပါတယ်ဒါရန်ကောင်းပါတယ်ဒါတိုင်လူကြီးတွေအတွက်ဒါ safe နော် safety ဖြစ်တဲ့စီကံတစ်ခုဖြစ်ပါတယ်ရန်ကောင်းပါတယ်နောက်တစ်ခုကတော့ဒါဒုတိယတစ်ခုကတော့အဝကတ်ပြခံရတဲ့ခါမှာနော်ပထမအဝကတ်ကအဲ့လောက်တိမဟုတ်ဒုတိယအဝကတ်နော် second yellow ကမိတဲ့လူကဒါမချေနဲ့လို့အဲ့ဒါအရေးကြီးတာဟို second yellow ကမိပြီဆိုတာအနီကတ်ဆိုတော့နောက်ဝတနီထိမှာဆိုတော့အဲ့ second yellow ကကိုမိတဲ့လူကမချေနဲ့လို့ရှိရင်ဒါဒိုင်လုံကြီးစီသွားပြီးတော့မှသူကိုယ်တိုင်မဟုတ်ဘဲနဲ့ captain ကသွားပြီးတော့မှ complaint တက်ပြီးတော့မှ VAR ပြန်ကြည့်ခိုင်းဖို့ဒါမျိုးတွေလုပ်ပါမယ်ပြီးတော့second yellow ကတ်ရဲပြီးတော့ direct အနီကတ်ရဲပေါ့နော်ပြီးတော့နောက်ပြီးတော့ဒါတခါတလေမှာကိုလူမထိပဲနဲ့ဒါဂိုးလုံးဘောဖြစ်သွားတဲ့ဟာကိုတောက်ကံဘောဆိုမှဒါတန်လူကြီးတွေကမှားယွင်းစွာတောက်ကံဘောတွေပေးလိရှိတယ်အဲ့ဒါတွေကိုလည်းငါ့ကိုမထိဘူးငါ့ကိုမထိလို့ဒါအဝကတ်ပြတာsorry တောက်ကံဘောပေးတာမကျင်နဲ့ဘူးဆိုလို့ရှိရင်တော့အဲ့လိုမျိုးတွေပေါ့ဆိုလို့ရှိရင်တော့ဒါတန်လူကြီးကိုပြောပြီးတော့မှကပတင်ကတဆင့်ပြောပြီးတော့မှဒါ VAR ပြန်ချက်ပြီးတော့မှ ဒါတောက်ကံဘောလားမဟုတ်လားဆိုတော့ပြန်စစ်ဆေးမယ်ပေါ့ဗျာအဲ့ဒါလည်းတအားကောင်းတယ်ဗျာနော်အခုအာဆင်နယ်တို့ဆိုရင်တောက်ကံဘောကတို့ကအသေးလေးကျင့်ထားတဲ့အချိန်မှာကျတော့တို့တောက်ကံဘောကိုမရရတဲ့နည်းနဲ့ကိုလုံနေတာပေါ့နော်အဲ့လိုမျိုးတွေပေါ့ဒါဆက်ပစ်တွေအရင်ကောင်းတဲ့အတင်းတွေကိုကျတော့တောက်ကံဘောကိုတအားလိုချင်တာဟုတ်ဆိုတော့တို့တော့အဲ့လိုမျိုးတွေမဖြစ်အောင်ပေါ့နော်ဒါမနစ်နာအောင်အတင်းတွေမနစ်နာအောင်ဒါကပတင်က complaint တက်လို့ရှိရင်တောက်ကံဘောဟုတ်မဟုတ်အနီကပြတဲ့မပြတဲ့ second yellow ကပေးတဲ့မပေးတဲ့အဲ့ဒါတွေကို VAR ပြန်စစ်မယ်လို့ပြောပါတယ်အဲ့ဒါအရင်ကောင်းပါတယ်ဆိုတော့တတိယအချက်ကတော့ကွင်းထဲမှာစေကူတာမှုခံယူတဲ့အချိန်မှာဥပမာပြောမလို့ပြင်းပြင်းထန်ထန်မဟုတ်ဘဲနဲ့ဒါပြင်းရင်လွှားရင်းနဲ့မတော်တဆ accident တို့အဲ့လိုမျိုးတွေဆိုလို့ရှိရင် queen တွင်းမှာစီးတွင်းထဲမှာစေကူလို့မရပါဘူးတဲ့စီးအပြင်ထွက်ပြမှကူးရမှာပဲဗာမယ်တဲ့စီးအတွင်းထဲမှာစေကူလို့ရှိရင်တော့ဒါကိုအတင်းကတယောက်ယောနဲ့10မိနစ်တိကစားရမယ်ဆိုမှစီကတင်ချက်ထားပါတယ်ပြီးတော့ချွင်းချင်းအနေနဲ့ဒါဖောင်းဘောကျွန်းလွန်ခံရတဲ့ကစားသမားပေါ့နော်တကယ်ကိုပြန်ဘက်ကရည်ရွယ်ပြီးတော့မှပြစ်ဒဏ်ဘောကျွန်းလွန်ခံရတဲ့ကစားသမားကလွဲ၍စီအတွင်းထဲမှာစေကူလို့မရဘူးလို့စီကန်တင်းကျပ်စွာချမှတ်ထားပါတယ်နောက်တစ်ခုကဒါစတုထမြောက်ပေါ့နော်စတုထမြောက်စီကန်ကကြတော့ကွင်းထင်းကနေsorry ဒါနောက်စတုထတစ်ခုကကြတော့ဒါလက်ပစ်ဘောတွေပေါ့နော်လက်ပစ်ဘောတွေတချို့ကနိုင်နေတဲ့အသင်းတွေကလေဒါလေတယ်နော်ဘယ်လိုလဲဆိုတော့လက်ပစ်ဘောကကိုကပြစ်မလို့ဟိုပြစ်မလို့ဒီပြစ်မလို့အဲ့လိုလုပ်ပြီးတော့မှဒါဟုတ်တယ်မလားကိုပြစ်မလို့နဲ့ချထားလိုက်တယ်ချပြီးတော့မှနောက်တစ်ယောက်ကလာသွားလိုက်အဲ့လိုမျိုးတွေပေါ့ဗျာအပြောင်းအလဲလုံးမှအချိန်ကိုဆွဲနေရပါအဲ့ဒါတွေမလုပ်ရဘူးအခုကလုံးဝလုပ်လို့မရဘူးလက်ပစ်ဘောရပြီဆိုလို့ရှိရင်ဘုံလုံးကိုကင်ဖို့ဒီလိုကင်ထားမှအဲ့လိုမြောက်တော့မယ်ဆိုရင်9စက္ကန့်အတွင်းမှာအပီးလောက်ရမယ်တဲ့နော်နောက်ပြီးတော့ goal kick နော်ဂိုးသမားတွေဂိုးလွန်ဘောစတင်တဲ့အချိန်မှာတချို့လူတွေကနိုင်ဖက်နဲ့ကြိုးချီတာတို့ဟလာနိုင်နေဤပဲနဲ့လာငါမကန်တယ်မင်းလာကန်လိုက်ဆိုနောက်တန်းတွေကိုခုံမှကန်ခိုင်းနိုင်မယ်အဲ့လိုမျိုးတွေပေါ့ဗျာမလုပ်ရဘူး9စက္ကန့်အတွင်းမှာအပီးတကယ်လို့9စက္ကန့်ကျော်သွားလို့ရှိရင်တော့နော်ဒါသူတို့ကတော့ဟောပေါ့ဘလုံးပိုင်ဆိုင်မှုဆုံးရှုံးမယ်တဲ့လက်ပစ်ဘောနဲ့ဂိုးသမားစတင်တဲ့ဟာတွေ9စက္ကန့်အတွင်းအပီးမလုပ်လို့ရှိရင်ဒါတစ်ဖက်အတင်းကို ball position ပေးရမယ်လို့စီကံတင်ချက်ထားပါတယ်နောက်ဆုံးတစ်ခုကကြတော့လူစားလေးခံရတဲ့အချိန်မှာကွင်းထဲကနေထွက်လာမဲ့လူကလိတ်လူမျိုးဣပဲဟဲ့လားမလားခယူလူမျိုးဣပဲနဲ့အဲ့လိုမျိုးလေးပေါ့နောက်လိုပြောင်းလို့နဲ့အချိန်ဆွဲပြီးတော့မှအကုန်လုံးကိုလိုက်နောက်ဆက်တချို့လူတွေကသိတယ်မလားသူ player တွေသူရဲ့အတင်းဘော်တွေအကုန်လိုက်နောက်ဆက်ပြီးတော့မှထွက်လာတဲ့လူရှိတယ်နော်အဲ့ဒါလူစားလက်ခံရပြီဆိုရင်ကွင်းထဲကထွက်လာမဲ့လူက
10စက္ကန့်အတွင်းမှာအရောက်ထွက်လာရမှာဖြစ်ပါတယ်တကယ်လို့ကိုကဣပဲနဲ့မြန်မထွက်လာလို့ရှိရင်ကိုယ့်ရဲ့အတင်းကတယောက်ရော့နဲ့10မိနစ်တိကစားရပါမယ်10မိနစ်တိတယောက်ရော့ဆိုတော့တော်တော်လေးကိုအကျိတ်နဲ့ကစားရတဲ့ပွဲမျိုးမှာဆိုပိုတောင်ထင်ရှားတယ်နော်အရန်ကိုတိတာတာဆိုတော့အခုစီကန်းကတော့ဒါတင်းကျပ်တဲ့စီကန်း5ခုကတော့ပေါ်လာပြီဆိုတော့တချို့လူတွေကတော့ဒါဒီလိုစီကန်းတွေကိုမကြည့်ဘဲနဲ့ဘောလုံးပွဲတွေတွားကြည့်တဲ့အချိန်မှာဘာဖြစ်တယ်ညာဖြစ်တယ်ဒိုင်လူကြီးအဲ့လိုမျိုးတွေလာမှာကျွန်တော်တို့ရွာတွေပါတွေဆိုရန်တိတာတယ်ဗျာဟုတ်တယ်မလားရွာပွဲတွေရောက်ကွက်ပွဲတွေဆိုရန်တိတာတယ်နော်တချို့ဆိုဘောလုံးကစားတာဘောလုံးစီကန်းတွေလည်းမတိဘောလုံးစီကန်းလည်းနားမလဲအဲ့လိုမျိုးလေးပေါ့သိမလားတချို့ကစားသမားတွေမဟုတ်ဘူးပြိတက်တွေပါဘောလုံးစီကန်းနဲ့နားမလဲပဲနဲ့ဒန်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေကိုမကျေနပ်လို့ဒန်လူကြီးကိုကြောက်ခဲဝိုင်းထူးတဲ့လူကထူးတချို့ရှိပါတယ်ဒန်လူကြီးကမတိတ်မဲ့မားတဲ့ဟိုင်လည်းရှိမှာပေါ့ဒါပေမဲ့ဒါဘောလုံးစီကန်းကိုတိချာနော်အများကြီးမဟုတ်တော့မှမတိထိုက်တဲ့ဟာတွေကိုလည်းဒါနားလည်ထားရင်တော့ဒါပြဿနာအဲ့လောက်မရှိဘူးပေါ့ဗျာဟုတ်တယ်မလားတကယ်လို့ဘာမဆိုပေါ့ဗျာနော်ဘာဘယ်ကစားနည်းမဆိုကစားနည်းရဲ့စီမီစီကန်းတွေကိုနားမလဲလို့ရှိရင်နားမလဲပဲနဲ့လှုပ်ရင်လေအန်ဒီအရမ်းများတယ်ဗျာနော်တချို့ကျွန်တော်တို့ရောက်ပွဲတွေမှာဆိုလို့ရှိရင်ဗျာဟောအရင်ခေတ်တုန်းကဆိုလို့ရှိရင်နားမလဲလို့နော်နားမလဲပဲနဲ့ရှောက်လို့နားမလဲပဲဇော်တော့ကတက်နားမလဲလို့ပြဿနာဖြစ်ရကနေဟိုရွာဒီရွာအမုန်းပွားပြီးတော့မှအသက်ဆုံးရှုံးသွားတဲ့ဒါဘောလုံးဝါသနာရှင်တွေလည်းအများကြီးရှိတယ်ဒါတွေကတော့စိတ်မကောင်းစရာပဲဆိုတော့ဒီစီကန်းချက်5ချက်ကတော့ FIFA ကနေအတစ်တင်းချက်ဆိုတာချမှတ်ထားတဲ့စီကန်း5ခုပေါ့နော်ဆိုတော့2026ကမ္ဘာဖလားကိုကြီးစုအားပေးမဲ့လူတွေကတော့ဒီစီကန်းကိုတိထိုင်းရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဗျာဟုတ်ကဲ့ဒီနေ့မှာတော့ဒါ Manchester United အတင်းအကြောင်းတွေမပြောခင်မှာကျွန်တော်ကတော့ဒါ Manchester United fan တွေအကုန်လုံးတိထားတင်းတဲ့2026ကမ္ဘာဖလားစီမီစီကန်းအတစ်ကိုကျွန်တော်ပြောတော့ခဲ့တာဖြစ်ပါတယ်ဆိုတော့အားလုံးပဲဒါနားလေသဘောပေါက်ကြမယ်ထင်ပါတယ်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေခင်ဗျာ Manchester United fan များအားလုံးလေးစားပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လေးနဲ့အားပေးကြပါဦးခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်